အားလုံးပဲမင်္ဂလာပါဒီနေ့အမ Q&A session လေးနဲ့ပတ်သက်ပြီးမေးထားတဲ့ question လေးတွေကိုဖြည့်ပေးသွားပါမယ်ဆိုတော့မေးခွန်းနေမဖြည့်ခင်မှာအမကိုမမိတ်ဆက်ပြရစီအမနာမည်ကတော့မေဖြစ်ပါတယ်အမကဘာလင်မြို့ဂျာမနီနိုင်ငံမှာနေထိုင်နေတာဖြစ်ပြီးတော့အမက New Vision Art and Science Institute ရဲ့ founder ဖြစ်ပါတယ်ဆိုတော့အမဒီဂျာမနီပေါ့နော်အမရဲ့ student life ကိုတင်လိုက်တဲ့ချိန်မှာ question လေးတွေလာမေးကြရပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ဒီအမရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့မှမြန်မာဒါမှမဟုတ်လို့ရှိရင်လည်းအခြားနိုင်ငံတစ်ခုကနေနာဂျာမနီမှာအကြောင်းလာတက်ချင်တဲ့ကျောင်းသားတွေအတွက် question လေးတွေကိုအမဖြေပေးနေတာပဲဖြစ်ပါတယ်ဆိုတော့တချို့တော့ဒီ answer လေးတွေကအမရဲ့ experience ပေါ်မှာမူတည်ပြီးတော့မှပြောထားတာပေါ့နော် question လေးတွေဖြေထားတာဖြစ်တဲ့အတွက်တချို့တော့အခြားပေါ့နော်အခြားတော့ဒီဂျာမနီမှာနေတဲ့သူတွေစီကလည်းအကြံဉာဏ်တွေတောင်းပါသူတို့ရဲ့ experience တွေကိုတောင်းပြီးတော့မှနှစ်ခုပေါ့နော်နှစ်ခုသုံးခုပေါ့နော်ချင်းချင်းပြီးတော့မှပဲဘာလုပ်ရမလဲဆိုတဲ့ decision လေးတွေကိုချဖို့အမပြောချင်ပါတယ်ဆိုတော့ဒီနေ့ကအမကိုလာမေးထားတာကမင်္ဂလာပါတဲ့ဆိုတော့သမီးရဲ့အန်တီကဂျာမနီမှာ computer science major သမီးရဲ့အန်တီသမီးကဂျာမနီမှာ computer science major ကိုတက်ချင်တာအင်္ဂလိပ်ဘာသာနဲ့တဲ့တက်ချင်တာပေါ့နော်ပြီးတော့အောက်တိုဘာ intake မှာတက်ပါမယ်တဲ့ပြီးတော့အန်တီသမီးက OSST ပြီးမှပေါ့နော်ပြီးမှဖြစ်မလောက်မယ်နော်ပြီးမှဂျွန်မှာပေါ့နော်ဂျွန်မှာ OSST ပြီးမယ်ဂျာမနီuniversity ရနိုင်လားဆိုတော့ OSST ကတော့ဂျာမနီမှာကသူက recognize ဖြစ်ပါတယ် recognize ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြလို့ရှိရင်သူတက်ချင်တာကအင်္ဂလိပ်စာနဲ့တက်မှာဖြစ်တဲ့အတွက် private university ဆိုတော့ဝင်ခွင့်ကလွယ်ကူပါတယ်ဆိုတော့သူမေးချင်တာကတော့ဂျွန်လမှာပြီးသွားပြီးတော့မှအောက်တိုဘာ intake တက်ရင်မှီလောက်လားပေါ့နော်ဆိုတော့မှီပါတယ်เนาะမှီပါတယ်အန်တီဒီကျောင်းပြီးသွားပြီပေါ့နော် OSST ပြီးသွားပြီဆိုတာနဲ့apply လုပ်မဲ့ကိစ္စစပြီးတော့စလုပ်ဖို့ပြောချင်ပါတယ် apply စလုပ်မဲ့စလုပ်ပြီးသွားတော့ဒီ admission letter က maybe နှစ်ပတ်လောက်ပေါ့နော်ကိုယ့်ရဲ့ဒီ result ပေါ်မှာမူတည်ပြီးတော့မှနှစ်ပတ်နဲ့သုံးပတ်ကြာမှသူတို့ဘက်ကadmission letter ကြားဖို့အတွက်စောင့်ရတယ်ပေါ့နော်စောင့်ရပြီးသွားတယ် admission letter ပြီးသွားပြီဆိုတာနဲ့ဒီ German embassy ပေါ့နော် German embassy မှာ visa ရဖို့အတွက်တစ်လထပ်ဆောင်ရမယ်ပေါ့နော်2လလောက်အချိန်ရှိရဆိုလို့ရှိရင်တော့မိပါတယ်ဒါပေမဲ့တချို့သော university တွေက online campus တွေရှိရပေါ့နော်တကယ်လို့အချိန်မီမလာနိုင်တဲ့ကျောင်းသားတွေအတွက်သူတို့ online တွေလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ visa စောင့်နေရဖြစ်ဖြစ်ဒီမရောက်နိုင်သေးတဲ့ကျောင်းသားတွေကကြတော့ online ကနေနာလက်တလောလမ်းနေလောက်ထားလို့ရပါတယ်ရှင့် okay ပုံမှန်အားဖြင့်တော့2000ပေါ့နော်အောက်တိုဘာ intake ဆိုလို့ရှိရင်တော့ September လလယ်လောက်ဆိုရင်တော့အကုန်လုံးတော့ပြီးသွားလိမ့်မယ်လို့တော့ယုံကြည်ပါတယ်ဆိုတော့ဒီနေ့ question လေးကဒီ anti သမီးအတွက်ပေါ့နော်အထောက်ပံ့ဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ဆိုတော့လက်တလောကတော့ညာဘယ်လိုပြောမလဲ summer ပေါ့နော် summer index တွေကစနေပြီဆိုတော့ဒီ winter index တွေကစပြီးတော့မှ admission စပြီးတော့စလုပ်လို့ရပါပြီအားလုံးပဲ have a nice day ပါနောက်ထပ် question လေးတွေကိုပြန်ဖြေရင်းနဲ့ပြန်တွေ့ကြပါမယ် bye